မိတ်ဆွေများမင်္ဂလာပါခင်ဗျာကျွန်တော်တင်ထားတဲ့ကဏ္ဍလေးတစ်ပွင့်ကိုကျွန်တော်ထပ်ပြီးတော့အထောက်ကလေးတွေရှားရတာလေးတင်ပေးပါဦးမယ်နော်အဲ့တော့ကျွန်တော်တို့2019မှာ2019တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်မှာ9 9လို့တွေ့တယ်အဲ့ဒီလိုပဲ2021တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်မှာ9 9နော်9 9လို့တွေ့ပါတယ်ချက်လိုက်ပါအောင်မပြနော်ချက်လိုက်ပါအောင်မယ်အဲ့တော့ပထမ2019တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်မှာ9 9ဒုတိယ9 9က2021တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်မှာ9 9လို့တွေ့ပြီးတော့အဲ့ဒီ9 9ရဲ့ဘေးမှာ3ညထိတ်လို့ချတယ်နော်3ညထိတ်ပြီးတော့အဲ့ဒီ3ညထိတ်ကနေပြီးတော့နောက်နှလုံး30လို့တဲ့ရိုက်တယ်နော်ဒီမှာနောက်နှလုံး30 3ညထိတ်ပြီးတော့နောက်နှလုံး30လို့ရိုက်တယ်နောက်နှလုံး30လဲပြီးရောအဲ့ဒီမှာဘလူလာလဲဆိုနောက်နှလုံး30လဲပြီးရောကျွန်တော်တို့သူ့ဘေးနားမှာ6ပါတဲ့အပူရှည်ဘူးထွက်တယ်နော်6ပိတ်ပြီးတော့ရှည်ဘူးထွက်တယ်6ပိတ်ပြီးရှည်ဘူးထွက်ပြီးတော့အဲ့ဒီရှည်ဘူးတဲ့ခဏန်းကိုနှလုံးသလုံးကိုနက်ခတ်လှမ်းပြီးတော့နောက်ဘူးနဲ့တခါနောက်တစ်နှစ်မှာနဲ့တန်းနဲ့ထွက်တယ်နော်အဲ့တော့ပြန်ပြောမယ်အဲ့ဒါမှာ9 9ပြီးတော့3ညလို့ထိတ်တယ်3ညထိတ်ဝင်တယ်3ညထိတ်ပြီးတော့အဲ့3ညထိတ်ကြောင်းနောက်နှလုံး30လို့ရိုက်တယ်နော်နောက်တစ်နှစ်မှာနောက်နှလုံး30လို့တက်ရိုက်တယ်နောက်နှလုံး30တက်ရိုက်ပြီးတော့အဲ့30ရဲ့ဘေးနားမှာ6ပိတ်နဲ့ရှည်ဘူးထွက်တယ်အဲ့ရှည်ဘူးကနန်းကိုပဲနောက်နှစ်မှာနက်ခတ်လှမ်းပြီးတော့နောက်ဘူးလို့ထွက်တယ်နောက်ဘူးလို့ထွက်လဲပြီးရောအဲ့ဒီအပေါ်မှာ935လို့ထွက်ပြီးတယ်နော်935အဲ့ဒီလိုပဲ2021ရဲ့9 9မှာလည်းပဲ9 9ပြီးတော့နောက်နှစ်မှာသူ့အပေါ်လေးမှာ3ညလို့ထိတ်စီးတယ်3ညလို့ထိတ်စီးပြီးတယ်မှာလည်းပို3ညတိတ်စီးပဲ3ညလေးထိတ်စီးပြီးတာနဲ့အဲ့ဒီရဲ့နောက်တစ်နှစ်မှာဒါလည်းနောက်နှလုံး30နဲ့ရိုက်တယ်နော်3ညရဲ့အပေါ်နားမှာပဲထပ်ပြီးတော့နောက်နှလုံး30နဲ့ထပ်ရိုက်တယ်နော်ဒီဘက်မှာလည်းကြည့်ပါနော်3ညပြီးတော့နောက်နှစ်မှာအဲ့ဒီအပေါ်မှာနောက်နှလုံး30အဲ့30ဖြစ်ရိုက်ပြီးဆိုတာနဲ့6ပိတ်ပြီးတော့ရှည်ဘူးထွက်တယ်နော်6ပိတ်ပြီးတော့ရှည်ဘူးထွက်ပါတယ်အဲ့ဒီရှည်ဘူးကနန်းနှလုံးစလုံးကိုနက်ခတ်လှမ်းပြီးတော့နောက်နှစ်မှာနောက်ဘူးပြန်ထွက်ပါတယ်နော်နောက်ဘူးပြန်ထွက်ပါတယ်နောက်ဘူးပြန်ထွက်ပြီးတော့ဟာဒီမှာထွက်ရမယ်ကနန်းအဲ့ဒီမှာထွက်မဲ့ကဏ္ဍကိုကျွန်တော်ကဒီမှာတော့990လို့935လို့ထွက်လို့ကျွန်တော်ကဒီမှာ990လို့ကျွန်တော်ပေးထားတာရှိပါတယ်เนาะအဲ့ဒီ990အဲ့ဒီ990ကိုကျွန်တော်ပြတဲ့ site ကလေးကိုပြန်ပြီးတော့ထပ်ပေးပါအောင်မယ်เนาะပထမပြထားတဲ့ site ကလေးကိုဒါတော့ရှင်းပါတယ်เนาะပြန်ပြောမယ်9 9လည်းပြီးရထွက်ပြီးတော့နောက်က3ညထိတ်ဝင်ပြီးတာနဲ့အဲ့ဒီအပေါ်နားလေးမှာ3ညထိတ်ရဲ့နောက်နှစ်မှာနောက်နှလုံး30လို့3ညလို့ပေးတယ်နောက်နှလုံး3ညလို့ပြီးတော့6ပိတ်ပြီးတော့ရှည်ဘူးထွက်တယ်နော်ရှည်ဘူးထွက်ပြီးတော့အဲ့ရှည်ပူးတဲ့ကဏ္ဍကိုနက်ခတ်လှမ်းပြီးတော့နောက်နှစ်မှာနောက်ဘူးလို့တရားနဲ့ထွက်တယ်နောက်ဘူးလို့တရားနဲ့ထွက်ပြီးတာနဲ့အဲ့ဒီအပေါ်ဇောင်းလေးမှာ935လို့ထွက်ပြီးခဲ့တယ်ဒါဆိုရင်နောက်တစ်ခုလည်းပဲ9 9ပြီးတော့ဒီမှာ3ညလို့ထိတ်စီးတယ်အဲ့ဒီ3ညကိုပဲနောက်တစ်နှစ်အပေါ်နားလေးမှာနောက်နှလုံး30လို့ရိုက်တယ်အဲ့30လို့ပြီးပြီးရော6ပိတ်နဲ့ရှည်ဘူးထွက်တယ်6ပိတ်နဲ့ရှည်ဘူးထွက်အဲ့ရှည်ဘူးတဲ့ကဏ္ဍကိုပဲနောက်နှစ်မှာနက်ခတ်လှမ်းပြီးတော့နောက်ဘူးပူးတယ်တန်းနဲ့နောက်ဘူးပူးပြီးတော့အဲ့ဒီရဲ့အပေါ်မှာအဲ့ဒီ939လို့ကျွန်တော်ကချခြင်းတယ်ပေါ့ဗျာနော်ကျွန်တော်ချမယ်လို့ယူဆတယ်ဘာလို့ယူဆလဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အထောက်ကလေးတွေရှိပါတယ်ကျွန်တော်အထောက်ကလေးကျွန်တော်ပြန်ရှင်းပါမယ်ထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့လည်းထောက်ပြပါမယ်နော်အဲ့ဒီ61ခုနှစ်မှာခွန်နှစ်3နော်61ခုနှစ်မှာခွန်နှစ်391ခုနှစ်မှာခွန်နှစ်3ဟုတ်ပြီကျွန်တော်ပြန်ရှာနေရတာပါ
ဒီခံပါဗျာပြန်ရှာနေနော်ခုနှစ်3လို့စောင်းတယ်ခုနှစ်3လို့စောင်းတဲ့အတွက်ကြောင့်အဲ့ဒီခုနှစ်3လို့စောင်းတဲ့အတွက်ကြောင့်ဟောဒီမှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြပြပါပြီနော်3949 3949လို့ကျွန်တော်အဲ့လိုပြခဲ့တယ်3949လို့ပြခဲ့တယ်တကယ်အဲ့လိုမယူလဲဒီမှာကြည့်ပါဟောဒီမှာဒီ3လုံးပေါင်းအထောင်ပေါင်းရင်6လို့ယူထားပါမယ်ကျွန်တော်နော်အထောင်ပေါင်းရင်6 3949တော့ပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့ဗီဒီယိုမှာပြတာ3949နေရာမပြောင်းနေရာပြောင်းနေခဏမပြောင်းဘူးလို့ပြောထားတယ်သို့တော်လည်းပဲဒီမှာတော့ကျွန်တော်ကဘာပြောမလဲဆိုတော့3949ပေါင်းရင်6လို့ထည့်တယ်ပေါင်းရင်6လို့ထည့်ပြီးတော့အဲ့မှာကျွန်တော်မပြရသေးတာဒီလိုခွလေးကျွန်တော်ပြပြီးသားပါခုကျွန်တော်ဖြည့်ဆွတ်ပြမှာကဒီလိုခွလေးကိုအဲ့ဒီမှာ4ဘိတ်ဖြစ်တဲ့အတွက်ကြောင့်4ဘိတ်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ4ဘိတ်ကိုဘယ်လိုနဲ့ဖြည့်လဲဆိုတော့အဲ့ဒီမှာ439ဆိုတာနဲ့ဖြည့်တယ်နော်439ဆိုတာနဲ့ကျွန်တော်တို့ဖြည့်တယ်အဲ့တော့439နဲ့ကျွန်တော်တို့ဖြည့်လိုက်တယ်တော့ဗျာအဲ့မှာကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်အပြာလေးနဲ့ပြထားတာရှိတယ်နော်အပြာလေးနဲ့ကိုတို့အနက်လေးနဲ့ပြတော့မယ်အဲ့ဒီ4ရဲ့ဒီ9ရဲ့ဒီ3ရဲ့4ဖြည့်ရမယ်ဆိုတော့ခွ30လို့ရိုက်ဖို့အဲ့ဒီမှာကျွန်တော်ပြတယ်ဟာဒီမှာခွန်4 1ကိုဒီ3နဲ့လှမ်းပေါင်းရင်လည်း4လို့ပြန်ရတယ်အဲ3ဖြစ်တော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကခွ30ဖြစ်ရမှာမလို့3ခွန်လို့အဲ့လိုတန်းချလိုက်တယ်ဒါမှမဟုတ်အဲ့ဒီ3ခွန်ကလည်းခွန်အဲ့လိုဝင်သလိုအဲ့ဒီနောက်ပိတ်4ကိုပြန်ဖြည့်တာ4ရဲ့3ရဲ့ခွန်ရဲ့4လို့ပြန်ဖြည့်တယ်အဲ့ဒါလေးကျွန်တော်ဖြည့်ဆွဲချင်တာပါနော်အဲ့ဒါပြီးတော့နောက်ထပ်2014မှာခွန်နှစ်3တစ်ခါလာပါတယ်နော်ခွန်နှစ်3မှာဒီမှာအဲ့ဒီခွန်နှစ်3ကိုအဲ့ဒီခွန်နှစ်3ဘေးမှာ9 3ခွန်ထွက်မယ်ဟာ2ရဲ့ခွန်ရဲ့9ရဲ့42ရဲ့ခွန်ရဲ့9ရဲ့4လို့ပြန်ပြီးတော့အဲ့လိုဖြစ်နေတယ်အဲ့ဒါကိုပဲလဲကြည့်တော့ဒီလိုပေါင်းပါမယ်ခုနက6နော်ဒီမှာ443ညဆိုတော့ကျွန်တော်တို့10ဖြစ်သွားပါပြီเนาะဒါအနေနဲ့မဟုတ်လို့အနေနဲ့ပြန်ပြမယ်ဟောဒီမှာ443ည10 6ပြီးတော့10ပေါ့ဗျာเนาะ9တော့မဟုတ်ဘူး6ပြီးတော့10 2ပွင့်တိုးเนาะ10ဖြစ်သွားပြီအဲ့ဒီ10ကိုအဲ့ဒီ10ဖြစ်ဖို့အတွက်3ညလိုတယ်เนาะ3ညထည့်လိုက်ပြီဒီမှာတော့က6ဖြစ်ဖို့အတွက်9လိုတယ်ဒီမှာတော့3ညလိုတယ်အဲ့ဒီမှာပထမဗီဒီယိုတုန်းကကျွန်တော်ပြတာက493ညဒါပဲမပြောင်းဘူးလို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီ493ညအဲ့ဒီမှာနောက်ပိတ်ကဘာဖြစ်လဲဆိုတော့9ပါအဲ့ဒီ9ကိုဘယ်လိုဖြေလဲအဲ့ဒီမှာ2ရယ်အဲ့ဒီမှာ3ညရယ်အဲ့ဒီ9ရယ်9လို့ပြန်ဖြေတယ်ကျွန်တော်ဒီကနေပြီးတော့2 5ခွန်4လို့ကျွန်တော်ကွာတန်းပြီးတော့ကွာကိုယူပြီးတော့ရေးလိုက်တယ်ပေးလိုက်တာเนาะပြီးကြတယ်အဲ့ဒီခွန်ကလည်းအဲ့ဒီတိုင်းကွာလို့ကြတယ်လို့ဒီ9ကိုပြန်ဖြေဖို့အတွက်2 3ညခွန်လို့ပြန်ဖြေထားတာပါเนาะအဲ့တော့နှစ်ချက်ပါအဲ့ဒါလေးတက်ပြီးတော့ဖြည့်ဆွဲချင်တာပါဒီမှာတွေးပြီးเนาะခွန်2 3ကျွန်တော်တို့တွေးပြီး2025မှာတွေးပြီးတွေးတဲ့ခါကျတော့အဲ့ဒီမှာ990ချဖို့အတွက်9နဲ့ဒီခွနဲ့4ဖြည့်ရမယ်ဒီမှာကျွန်တော်ခုနကတော့ကအဲ့ဒီ9ကိုကျွန်တော်က3949လို့ရိုက်ပေးလိုက်တာနော်3949ဆိုမှဒီမှာကြည့်ပါဟောဒီမှာ1ဟောဒီမှာ9ပေါင်းတော့3ညသူဘာဖြစ်သွားလဲ2ပွင့်တိုးစီ6ဒီမှာရှေ့သုံးက6ဒီမှာကျတော့8ဒီမှာကျတော့3ည6 8 3ည2ပွင့်စီတိုးသွားပါပြီအဲ့3ညဖြစ်ဖို့အတွက်9လို့တယ်နော်ဒီမှာ3ညခွန်9ဆိုတော့6 3လုံးပေါင်းရင်6ကို2ပွင့်တိုးတော့8အဲ့8က443ည448ရတဲ့ကြောင့်3ညထက်နော်အဲ့လိုပဲ6 8 3ညဖြစ်ဖို့အတွက်ဟာဒီမှာ3ညနဲ့1နဲ့1မပါလို့လဲ9လို့တယ်အဲ့ဒီ9လို့တဲ့ဟာကကျွန်တော်ပြီးခဲ့တဲ့ဘက်ကဒီလိုပြထားတာပါ3ည49လို့ပြောထားတာနော်အဲ့3ည49ကနေရာချိန်ပေမဲ့လို့ခဏမချိန်ဘူးဆိုပြီးတော့ကျွန်တော်အဲ့ဒီတစ်ချက်ကိုပြောချင်တာပါနော်အဲ့ဒါက3ညဖြစ်ဖို့ဒါလည်းအဲ့ဒီအပြင်ကမှနောက်ပိတ်က4နောက်ပိတ်4ကိုအဲ့ဒီ953ည954ဖြစ်တဲ့ကြောင့်3ညပိတ်ရထည့်ရတယ်မယ်အဲ့3ညပိတ်က9ရယ်3ညရယ်9ရယ်4ဖြစ်ဖို့ပြီးခဲ့တဲ့ဗီဒီယိုပြန်ကြည့်ပါနော်4ဖြစ်ဖို့အတွက်ဆိုရင်ခွာ9လို့တယ်အဲ့တော့9ရှိတဲ့ကြောင့်3ညထည့်မယ်လို့ကျွန်တော်ပြောလိုက်တယ်
ငါးရှိတဲ့ကြောင့်3ညထည့်မယ်အဲ့3ညက3ညအတိုင်းခွက်ခနဲ့ဝင်လာတာမဟုတ်ပဲနဲ့အဲ့ဒီမှာ4နောက်ပိတ်4ကို9ရယ်9ရယ်3ညရယ်ပြန်ဖြည့်တာပါအဲ့ဒီမှာနောက်ပိတ်9ကို4နောက်ပိတ်4ကို4ရယ်3ရယ်9ရယ်ဖြည့်တာပါအဲ့ဒီကနောက်ပိတ်9ကို2ရယ်3ညရယ်9နဲ့ပြန်ဖြည့်တာပါဟာဒီက4ပိတ်ကို9ရယ်9ရယ်3ညရယ်ပြန်ဖြည့်တာပါအဲ့တော့3ညကလည်း9အခွာ9ဖြစ်လို့3ညလို့ထည့်လိုက်တာမဟုတ်ဘဲနဲ့သူ့နေရာနဲ့သူ3ညကလည်းအကျရှိပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်အထောက်ကလေးပြတာပါအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့ဒီကဏ္ဍလေးကအဲ့လိုအထောက်ကလေးတွေရှားတွေ့ပါတယ်လို့နော်ထပ်ပြီးတော့ဗီဒီယိုလေးတစ်ပုတ်အားကို3ညလေးကိုတင်ပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်